ချစ်တော်တပါးမိတ်ဆွေပေါင်းတို့ခင်ဗျာအားလုံးပဲမင်္ဂလာပါဒီနေ့မှာလည်းကျွန်တော်ပေါ့နော်တရားဒေသနာနဲ့ပတ်သက်ပြီးဝေငှခွင့်ပေးတဲ့ကောင်းကြီးမင်္ဂလာအထူးခံစားရတယ်ဒီတော့လည်းဖျားခင်ကျေးဇူးတော်ချီးမွမ်းတယ်ကျွန်တော်ကတော့ကျွန်တော်နာမည်ကတော့စာဖြိုးဝေရန်ဘူးလို့ခေါ်ပါတယ်မြန်မာနိုင်ငံမှာရှိခဲ့စဉ်တော့ကျွန်တော်အလုံးတင်းတော်မှာဆိုလို့ရှိရင်2နှစ်တာဝန်ထမ်းဆောင်ခဲ့တယ်အမှုရောဆောင်အဖြစ်အခုတော့ကျွန်တော်ဒီ IS မှာဆိုလို့ရှိရင်ကျောင်းတက်နေတာပေါ့နော်ဟိုကျွန်တော်ကိုအားပေးစကားဖြစ်ဖြစ်တရားဒေသနာဖြစ်ဖြစ်ဒီ channel နဲ့ဟောပြောခွင့်ရတဲ့အခါမှာဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့အားပေးစကားလေးပေါ့သူ့ပြင်လူငယ်တွေကိုကျွန်တော်အားပေးစကားလေးပြောချင်ပါတယ်အဲဆိုကျွန်တော်လည်းဒီလူငယ်ဘဝမှာကြုံလာခဲ့ရတာအများကြီးအတွေ့အကြုံတွေနဲ့ဘဝအခက်အခဲတွေနဲ့ရှိခဲ့တယ်ဆိုတော့ကျွန်တော်ရခဲ့တဲ့အတွေ့အကြုံလေးတွေကိုပြန်လည် sharing လုပ်ပေးချင်တာဖြစ်ပါတယ်ကျွန်တော်အကြောင်းအရာကိုချစ်ဆက်မသွားခင်ကျွန်တော်အနေနဲ့နှုတ်ပတ်တော်မြတ်တစ်ပိုက်ကိုဖတ်ပြခြင်းနဲ့ဗမာတွေ့ရလဲဆိုရင်တော့ရှင်ယာကုပ်ဩဝါဒစာရှင်ယာကုပ်ဩဝါဒစာခန်းကြီး၄ပိုင်းငယ်6မှာတွေ့ရပါတယ်ကျွန်တော်အနေနဲ့ဖတ်ပြခြင်းနဲ့ထို့သောနှင့်အညီကျမ်းစာလာသည်ကထောင်လွှားစော်ကားသောသူတို့ကိုဘုရားသခင်စီတားတော်မူစိတ်နှိမ့်ချသောသူတို့အားကျေးဇူးပြုတော်မူသည်ဟုလာသည်ဆိုတော့ဒီကျမ်းချက်လေးကိုကြည့်ရတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ငယ်စဉ်ဘဝကိုပြန်ပြီးသတိရမိတယ်။ဘာကြောင့်လဲဆိုတော့ငယ်စဉ်ဘဝမှာဆိုလို့ရှိရင်အမှုတော်ထဲမှာကလေးတွေကစပါတယ်ပါဝင်ခဲ့ပါဝင်ပေမဲ့လည်းပြဿနာဘာရှိလဲဆိုတော့တဖြည်းဖြည်းနဲ့လူငယ်အရွယ်ရောက်လာတယ်။ဒီ adolescent အရွယ်ရောက်လာတဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုဖြစ်လာလဲဆိုတော့အဲ့လိုပေါ့။အဲ့အရွယ်တွေကထောင်နဲ့နေတဲ့အချိန်လေးပေါ့လေ။ဆိုတော့ကျွန်တော်လည်းအဲ့တိုင်းပါဝင်ခဲ့အတင်းတော်ထဲမှာအများကြီးပါဝင်တယ်ဒါပေမဲ့ကျွန်တော်ရဲ့စိတ်ထဲမှာအဲ့လိုမာနထောင်သွားတဲ့စိတ်ကြီးတွေဖြည်းဖြည်းကျွန်တော်မှရှိလာခဲ့ပေါ့နော်ဆိုတော့အဲ့ဒီစိတ်ထားလေးတွေကိုပြန်ပြီးတော့ချိုးနေနာခဲ့တာကတော့တဖြည်းဖြည်းနဲ့အရွယ်ရောက်တဲ့အချိန်ပါဆိုတော့ကျမ်းစာထဲမှာကြည့်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာနီကောဒီမတ်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး3မှာဆိုရှင်ကျွန်တော်ဖတ်ကြည့်တွေ့ရပါနီကောဒီမတ်ဆိုလို့ရှိရင်သူကဆိုရင်ပါရီရှဲဖြစ်ဆိုတော့ပါရီရှဲသူအိုက်ခါတော့ဆိုလို့ရှိရင်တော့ဂျူးလူမျိုးတွေပါရီရှဲတွေဆိုလို့ရှိရင်သူတို့အထင်ကြီးကြတယ်အယိုသေးကြတယ်ပေါ့နော်ဆိုတော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီပါရီရှဲရဆိုလို့ရှိရင်ဘယ်သူစီလာလဲဆိုတော့ခရစ်တော်စီလာစဉ်းစားကြည့်တဲ့အခါမှာဆိုရင်နိဂေါဒင်ကပါရီရှဲလည်းဟုတ်တယ်ဒီဆန်ဟီဒရင်ဆိုတဲ့ဂျူးအဖွဲ့တွေမှာဆိုလို့ရှိရင်လေယာရုကြီးတဲ့အဖွဲ့ထဲမှာလည်းပါတယ်ဆိုတော့ဒီလိုပညာတတ်လွှမ်းမိုးမှုရှိတဲ့သူပြီးရင်ဒီလူအဖွဲ့အစည်းထဲမှာဆိုရင်ယိုသေးချင်းခံတဲ့သူဆိုတော့ဒီလိုလူမျိုးတယောက်ကဆိုလို့ရှိရင်ခရစ်တော်နဲ့တွေ့ပြီးတော့စိတ်လုံးသားထိတွေ့ခြင်းကိုခံစားအမှန်တော့အဲ့ခေတ်မှာကြည့်မယ်ဆိုခရစ်တော်ဆိုတာဘယ်လိုလူမျိုးလဲဆိုတော့ခရစ်တော်ဆိုရဲ့လူပါဆိုလို့ရှိရင်တော့ပညာတတ်တွေလည်းမဟုတ်ဘူးကျောင်းတွေတက်ခဲ့တာလည်းမဟုတ်ဆိုတော့သူ့ရဲ့သတင်းစကားနဲ့သူပြုတဲ့အမှုတွေကြောင့်နာမည်ကြီးတဲ့လူပေါ့ဗျာဆိုတော့တခါလေကျွန်တော်စဉ်းစားမိတယ်နော်သူ့လူမျိုးခရစ်တော်ယူလူမျိုးတွေကသူ့လူမျိုးတွေကသူ့ကိုညှင်းပယ်ကြတယ်ပေါ့နော်ကျွန်တော်တို့ကပြောတဲ့စကားလိုလေးပြောတတ်ကြဘာကြောင့်လဲခရစ်တော်နော်ဒီလူမျိုးတွေကြည့်အောင်ခရစ်တော်ကိုယ်တိုင်လာတာတော့သူ့ညှင်းပယ်ကြတယ်အဲ့စကားကြီးပြောကြလွယ်နေပေါ့နော်ဒါပေမဲ့ကျွန်တော်သေချာပြန်စဉ်းစားကြည့်တဲ့အခါမှာအဲ့အချိန်မှာကျွန်တော်သာရှိနေမယ်ဆိုရင်ရောကျွန်တော်ခရစ်တော်ကိုညှင်းပယ်တဲ့လူဖြစ်ကောင်းဖြစ်နေဘာကြောင့်လဲဘယင်သားလည်းမဟုတ်ဘူးပညာတတ်လည်းမဟုတ်ဘူးနော်ဘေးနာအနောက်လိုက်တွေကလည်းတငါသေးတွေအဲ့လိုပြောရမယ်ဆိုလို့ရှိရင်တက်တောက်ပြောင်လည်းမရှိဝတ်စားဆိုတာကောင်းကောင်းကန်ဝတ်ထားတာမဟုတ်ဘူးကျန်းစာကြာကြည့်မယ်ဆိုလို့ရှိရင်ခရစ်တော်ရဲ့ရုပ်ရည်အစင်းသွင်ပြရဆိုလို့ရှိရင်မမောဖွယ်ရရုပ်စင်းသွင်ပြလည်းမဟုတ်ပြန်ဘူးရုပ်ရှင်ထဲမှာတော့ကျွန်တော်ကြည့်ချောနေတာပေါ့ဗျာဆိုတော့ဒီလူတယောက်ကိုကျွန်တော်အပြင်မှာတွေ့လိုက်သူ့ကိုယ်သူလည်းဖျားစီလို့တဲ့သူဖျားစီလို့တဲ့ယုံနိုင်ပါမလားကျွန်တော်ကိုယ်တိုင်ခရစ်တော်ကားတိုင်းမှာတင်သားပါလို့ orange လူထဲမှာပါနေမပြောနိုင်ဘူးဆိုတော့ဒါပေမဲ့ဒီမှာဆိုလို့ရှိရင်နိကောဒင်ရဆိုလို့ရှိရင်ခရစ်တော်စီသွားတယ်ကျမ်းစာအရာဆိုလို့ရှိရင်အရှင်ဖျားညချိန်ပေါ့နော်မနေ့ပိုင်းသွားရင်တော့သူ့မှာအကြောင်းတစ်ခုခုရှိပါလိမ့်မယ်ဒါကြောင့်ညပိုင်းမှာသွားတယ်တွေ့တဲ့အခါမှာဆိုလို့ရှိရင်ပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့အသွင်အပြင်အစင်းတဲ့ပါရီရှဲနော်လူများယိုတည်တဲ့သူပညာတတ်ဒါပေမဲ့ခရစ်တော်ကဆိုလို့ရှိရင်သူ့လောက်လည်းတောက်ပြောင်နေမှာမဟုတ်ဒါပေမဲ့ तू ခေါ်တဲ့အရှင်ဖျားဟုတ်ပြီကျမ်းစာအရာပြောမယ်ဆိုလို့ရှိရင်ရဘိုင်ဆရာဆိုတော့ဒီမှာကျွန်တော်ဗာတွေ့ရလဲဆိုတော့နီဂေါဒင်ရဲ့နှိမ်ချမှုကျွန်တော်တွေ့တယ်နီဂေါဒင်ရဲ့နှိမ်ချမှု
ခရစ်တော်တွေ့တဲ့အခါမှာသူစိတ်နှလုံးသားတကယ်ပြောင်းလဲမှုဟာဆိုလို့ရှိရင်ဘာဖြစ်လာလဲဆိုတော့နောက်ပိုင်းမှာသူ့အတွက်ကယ်တင်ခြင်းလမ်းစာပွင့်သွားခဲ့ဒီကတခြားအကြောင်းအရာတွေကျွန်တော်ရှေ့ဝေးပြောမနေတော့ကျွန်တော်အဓိကဒီမှာ focus ထားခြင်းတာက humble ဖြစ်တာပြောချင်တာဆိုတော့ဒီအကြောင်းအရာကိုကြည့်တဲ့အခါမှာကျွန်တော်အသက်တာနဲ့ပြန်ချိန်ထိုးတဲ့အခါမှာကျွန်တော်အသင်းတော်မှာလူငယ်ပိုင်းမှာလူငယ်ခေါင်းဆောင်ဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင်ဒီအဖွဲ့ကငါဥဆောင်မှာဖြစ်ဒီပြဇက်ကငါမတိုက်ပြီးရင်သွားပြီဒီနေ့ငါဖျားเจ้าမလာလို့ရှင်ဒီလူတွေကတော့တချင်းတိုက်တာဒုက္ခရောက်လိမ့်မယ်အဲ့လိုအဲ့တော့မှအသေးဦးဆရာကိုကျွန်တော်တိတ်ပြီး respect တောင်းမထားဘူးဒီဆရာဘာလုပ်တတ်လဲကိုလောက်တော့မတက်ဘူးကိုလွတ်ပေးလိုက်ဒီဆရာတိုင်ပတ်သွားပြီလူငယ်စကားရတိုင်ပတ်သွားပြီဒါပေမဲ့ကျွန်တော်တိလာခဲ့အရာရှိပါနောက်ပိုင်းကျွန်တော်အသင်းတော်နဲ့ဝေးသွားတယ်ပြည်နေမှာလှုပ်ရတယ်ယောဂတွေရတယ်ကျမကြီးထိခိုက်သို့တော့ဖျားเจ้าကိုကျွန်တော်ပြန်ပြီးတက်တဲ့အချိန်မှာတစ်ချိန်လုံးကကျွန်တော်နဲ့အတူဖျားเจ้าတက်ခဲ့တဲ့ညီငယ်လေးဘာမှမလုပ်တတ်မကိုင်းတတ်လေမလုပ်ရင်းမကိုင်းရေးလေသို့တော့သူသည်အသင်းတော်ထဲမှာဥဆောင်နေပါဥဆောင်နဲ့ဥဆောင်ကြီးတွေဥဆောင်မှုတွေအားလုံးကကျွန်တော်လည်းအများကြီးတာကျွန်တော်အံ့ဩသွားတယ်ငါမရှိတယ်အမှုတော်ကမပြောက်သွားငါမရှိလေလူငယ်တွေဥဆောင်မဲ့သူပျောက်သွားမှာမဟုတ်ဘူးဖခင်ကလူတယောက်ကိုချီးမြှောက်ပြီးတော့ကျွန်တော်နေရာမှာအေးဆေးထားနိုင်နေဆိုကျွန်တော်တွေ့သွားကျွန်တော်နားလည်သွားတယ်ဒါကြောင့်ကျွန်တော်တို့ကြားဘူးမလားတော့မသိဘူးဝီလျံမီလာပေါ့နော်ဝီလျံမီလာအကြောင်းကျွန်တော်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်ဒါကြတော့ကျွန်တော်တို့ advantage တွေအနေနဲ့မသိရသူမရှိတော့တဲ့လူဖြစ်ပါတယ်ဆိုတော့ဒီဝီလျံမီလာအကြောင်းကျွန်တော်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်သူ့ရဲ့ဘဝအသက်တာကငယ်စဉ်တော့သူဘာလုပ်ခဲ့လဲလေသမားသူကလေသမားဒါပေမဲ့သူဟာဆိုလို့ရှိရင်ငငယ်ရွယ်နေတော့အိမ်အောင်ကြတယ်နောက်ပိုင်းစစ်တီဖြစ်တယ်သူ့ရဲ့ယုံကြည်မှုကခရစ်ယာန်ကနဦးကခရစ်ယာန်တိုးတော်လဲသူ့ယုံကြည်မှုခရစ်ယာန်ကနေသူဘာကိုယုံကြည်သွားလဲဆိုတော့ဖခင်သည်ရှိတယ်ဖန်ဆင်းတယ်တိုးတော်လဲလူတွေနဲ့ဓာတ်ရိုက်ထိတွေ့ဆက်ဆံမှုမရှိတယ်လူဖန်ဆင်းပြီးတော့ထားခဲ့တယ်အဲ့အတွေးခေါ်နေသူကရှင်သန်ခဲ့တိုးတော်လဲနောက်ပိုင်းမှာသူဟာဆိုလို့ရှိရင်ဒီစစ်တွေပြီးရဲ့နောက်ပိုင်းမှာသူ့ရဲ့စိတ်ကဆိုလို့ရှိရင်ခရစ်ယာန်ကိုပြန်လဲပြောင်းလဲပြီးတော့ကျမ်းစာကိုအသေးစိတ်ပြန်လဲလေ့လာတော့တွေ့ရပါဆိုတော့ရိုးရိုးမလေ့လာဘူးအသေးစိတ်လေ့လာသူအသေးစိတ်လေ့လာပြီးတော့ဘာမဟုတ်တဲ့လေသမားတာမန်လူကကျွန်တော်တို့ဒံယေလကျမ်းထဲမှာရှိတယ်ဒံယေလအခန်းကြီး8ငယ်14နှစ်ပေါင်း1300 prophecy ကိုသူဟာဆိုလေ့လာပြီးဖျားခင်သူချိန်ကြွလာတော့မယ်ဆိုတော့ဒီတရားကိုသူဟောနေတယ်သူ့နယ်လေးမှာပဲဟောနေဒါပေမဲ့လေတကယ်မျိုးကတရားဟောဆရာကြီးတယောက်ကဒီသတင်းကြားပြီးသူ့စီရောက်လာသူပြောတဲ့သတင်းစကားကိုကြားတဲ့အခါမှာဆိုလို့ရှိရင်ဘာလို့မြို့မှာမဟောရတာလဲဘာလို့မြို့မှာမဟောရတာလဲဒါနဲ့ဝီလျံမီလာဘလို့ပြန်ပြောလဲဆိုတော့ကျွန်တော်ကလေသမားအတိတ်ပဲကျွန်တော်လေသမားဘာမှမဟုတ်တဲ့သူပါဆိုတော့သူ့ကိုယ်သူနှိမ်ချတယ်ပြောမယ်ဆိုလို့ရှိရင် confident နဲ့တိတ်မရှိတဲ့ပုံစံပေါ့ဒါပေမဲ့ဒီအကြောင်းအရာနှစ်ခုကျွန်တော်ချိန်ထိုးကြည့်လိုက်တဲ့အခါမှာဆိုတော့နီကောဒီယာဆိုလို့ရှိရင်လေဘလောက်ပဲယာရုကြီးနေသူနှိမ်ချတယ်ဝီလျံမီလာခရစ်တော်ကြွလာမယ်ဆိုတဲ့သတင်းစကားဟောပြောခဲ့တဲ့နာမည်ကြီးတရားဟောဆရာကြီးသူ့ရဲ့သက်တော်ပြန်ကြည့်ခဲ့လို့ရှိရင်တာမန်လေသမားပဲဒါပေမဲ့သူပါဆိုလို့ရှိရင်ကျွန်တော်တို့အမြဲတမ်းလေ့လာဖြစ်တဲ့ဒီနှစ်ပေါင်း1300 prophecy ကိုသူစူးစမ်းပြီးတော့သူ့ဘာသူလေသမားဖြစ်ပြီးတော့လေ့လာပြီးတော့ဘယ်ချိန်ဘယ်ကာလဘာဖြစ်လဲဆိုတာကိုတွေ့ရှိခဲ့တဲ့တရားဟောဆရာကြီးဖြစ်ပါတယ်။ကြောင့်လူငယ်ပေါင်းတို့ကျွန်တော်တို့ဒီငယ်စဉ်ကာလမှာကျွန်တော်တို့အစွမ်းစားတွေအများကြီးဖျားသိမ်းပေးတာပါ။ဒါကျွန်တော်မိတတ်တယ်။ငါလောက်တတ်တယ်။ငါလောက်နိုင်တယ်။ငါကြောက်ထင်တတ်ပါတယ်။သို့သောဘုရားသခင်ဟာကျွန်တော်ထက်မတက်တဲ့သူတော်မှဆွဲယူပြီးတော့အစားထိုးပြီးအသုံးပြုနိုင်တယ်။ဒီလူကကျွန်တော်ထက်အများကြီးတော်သွားနိုင်တယ်။ဒါကြောင့်ကျွန်တော်တို့ရှိရနေရမှာနှိမ်ချခြင်းအပြင်ဘုရားခင်မှုတော်ကိုအသုံးပြုမယ်ပါဝင်မယ်ဆိုလို့ရှိရင်တော့ဝီလျံမီလာဆရာကြီးကဲသူပဲ။လေသမားတာမယ်လူပဲတိုးတော်ဘုရားသခင်ချီးမြှောက်လိုက်တာတခါတည်းသူ့မှာဟောလိုက်တဲ့သတင်းစကားကအနေရက်တကဘာလုံးကိုတုံလို့သွားစီ။ဘုရားလူငယ်ပေါင်းတို့ကျွန်တော်တို့ဟာဆိုလို့ရှိရင်အစဉ်အမြဲဘုရားသခင်အသုံးတော်ခံဖြစ်ပါဒီလိုဖြစ်မယ်ဆိုရင်ဘုရားသခင်ချီးမြှောက်ပါလိမ့်ထို့ကဲ့သို့မဟုတ်ပဲကျွန်တော်ဝါကြွားတဲ့စိတ်ထောင်လွှားတဲ့စိတ်ကြီးရှိခဲ့မယ်ဆိုလို့ရှိရင်တော့ဘုရားကတော့ကျွန်တော်တို့မဆုံးဖြစ်ပါဒါပေမဲ့ကျွန်တော်ဒုက္ခလလတွေ့သွားနိုင်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီຢာတွေကိုပြန်လဲဆင်ခြင်ပြီးကျွန်တော်နားလည်သွားတဲ့အခါမှာကျွန်တော်ဒီဘာကောင်းမှမဟုတ်ပါဘူး
တစ်ချိန်တခါတော့ဟုတ်လိုက်တာအသင်းတော်မှာပါဝင်တဲ့ထိတ်ဆုံးကပါဝင်သို့တော်လည်းကျွန်တော်ရဲ့မာနတရားကကျွန်တော်ကိုတခါတည်းအောက်ထိဆွဲချသွားပါတယ်နှုတ်ကပတ်တော်ကဒါကြောင့်မို့ကျွန်တော်အဖွင့်ဖတ်ခဲ့တဲ့ကြမ်းကြက်လေးမှာပဲပါရှိတယ်လို့မျိုးပေါ့ထောင်လွှားစော်ကားသောသူကိုဖျားခင်စီတာတော်မူ၏စိတ်နှိမ့်ချသောသူတို့အားကျေးဇူးပြုတော်မူ၏နှိမ့်ချခြင်းအပြင်အစီခံနေသောလူငယ်အရောက်စဉ်တိုင်းဖြစ်ပြီးခရစ်တော်ကျွမ်းရင်ကြွလာတဲ့အချိန်မှာဆိုလို့ရှိရင်တာရုတစ္ဆာရှိသောငယ်သားကောင်ဒီအမှုငယ်နဲ့တစ္ဆာရှောင်ပြီးညားစွာသောအမှုတို့တရားငါအပ်ပြီးပြီဆိုပြီးတော့ငါဤနိုင်ငံသို့ဝင်စားပါဆိုတဲ့ကောင်းကြီးမင်္ဂလာနဲ့တူရောက်စီတိုင်းဘုရားသခင်နဲ့တူကောင်းကင်နိုင်ငံဝင်စားတော်ကိုရရှိပါစေအာမင်